မင်္ဂလာပါကျွန်တော်တော့တောင်သူတွေသိချင်နေတဲ့မိကွန်းတွေကိုအချိန်နဲ့တပြေးညီဖြေချပေးနေတဲ့ဒူဦးလေးဖြစ်ပါတယ်ဒီနေ့ဆွေးနွေးခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်ဒီကိုတောင်သူတယောက်ကသူ့ရဲ့ဖြစ်စဉ်ကိုပြောလာတယ်ပေါ့နော်အကြောင်းအရာကမနစ်ကဒီပဲမော်တွေကိုလဲတောင်းတောင်းမှာပုံထားပြီးတော့ဆွေးခံထားတယ်ပေါ့နော်တနစ်ဆိုရင်ဆွေးတာကိုအဲ့ဒီမြေဆွေးကိုကျွန်တော်တို့ဒီလေထဲမှာချလိုက်တယ်ချလိုက်တဲ့အခါကျွန်တော်တို့စပားလဲကောင်းတယ်အဲ့နေရာပဲလဲကောင်းတယ်ပေါ့နော်အရင်နှစ်ကအဲ့တော့ဒီနေ့ကျတော့အဲ့ဒီဖြစ်စဉ်ကိုသဘောကျပြီးတော့ဒီပဲမော်တွေကိုအဆွေးခံမနေတော့ဘဲနဲ့ဒီလေထဲကိုချလိုက်တာချလိုက်တဲ့အခါကျတော့ကျွန်တော်တို့ဒီစပားမှာတော့တိတ်ပြဿနာမရှိပေမဲ့ဒီပဲမှာပဲနေရာတွေမှာပေါ့နော်ပြဿနာဖြစ်လာဘယ်လိုပြဿနာလဲဆိုရင်ဒီပဲတွေတည်တာပဲတွေတည်တာများလာတယ်ပေါ့ဒီနေရာတွေကနှစ်တိုင်းတက်ပိုးတည်လာတယ်ပေါ့ဗျာဆိုတော့ဒီဖြစ်စဉ်ကိုကျွန်တော်သုံးသပ်ကြည့်တော့ကျွန်တော်ရိုးပြတ်တွေသို့မဟုတ်လည်းပဲမော်တွေအမိုက်တရိုက်တွေဒါတွေကိုကျွန်တော်တို့ဒီလေထဲကိုထည့်လိုက်မယ်မဆွေးမိဘဲနဲ့ထည့်လိုက်တာနဲ့ဆွေးပြီးမှထည့်လိုက်တာနဲ့ဒီနှစ်ခုကို compare လုပ်ကြည့်တာပေါ့နော်အဲ့တော့ဒါကတော့ရိုးရိုးလေးစဉ်းစားရင်ဆွေးမိပြီးသားဖြစ်စဉ်ဟာအပူငိမ့်မယ်မိုက်ခရိုတွေလည်းကြိုက်မယ်အပင်လည်းကြိုက်မယ်ဒါကသိကြတယ်ပေါ့ဟောမဆွေးဘဲနဲ့ထည့်ရင်ဘာဖြစ်တယ်လဲဆိုတော့တချို့ကျွန်တော်တို့တောင်သူတွေကမဆွေးဘဲနဲ့ထည့်လို့ရှိရင်ဘာဖြစ်လဲနောက်တော့ဆွေးသွားမှာပဲလို့တွက်တာပေါ့နော်အဲ့ဒါလို့မဟုတ်ဘဲနဲ့အခုကျွန်တော်တောင်သူမှာမဆွေးဘဲနဲ့ထည့်လိုက်တဲ့ဘဲမော်တွေကောက်ယူပြတ်ဒီကကျွန်တော်တို့အပင်တွေကိုပို့ပြီးတော့သေးစီတယ်ဆိုတော့ကျွန်တော်သိရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ chemical ဖြစ်စဉ်မှာလည်းပဲเนาะဒီမဆွေးဘဲနဲ့ပဲမော်တွေကိုအမိုက်တရိုက်တွေထည့်လိုက်မယ်ဥမာဆိုပါတော့ဗျာကျွန်တော်တို့ပဲတွေဒီနေ့ပဲစိုက်တယ်မပဲစိုက်တယ်ရေဆိုကြီးကိုကျွန်တော်ကမျိုးစိပက်တယ်စပီယိုပြတ်တွေခုတ်ဖုံးလုပ်လိုက်တယ်ပြဿနာမရှိဘူး0 tailings ဟာခုတ်ဖုံးပြဿနာကောင်းတယ်အေယာဝတီမှာဒီတိုင်းစိုက်တယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကမြေနည်းနည်းဆိုတယ်ရိုးပြတ်တွေရှိတယ်ပဲပက်တယ်အဲ့မှာကျွန်တော်တို့ကဂွန်တောင်းနဲ့ရိုးပြတ်တွေပါမြေကြီးတွေပြောလှိမ့်ခုတ်လိုက်တယ်လှိမ့်ခုတ်လိုက်တဲ့အခါမြေကြီးနဲ့ရိုးပြတ်နဲ့ထွေးသွားတယ်ရိုးပြတ်တွေမဆွေးဘူးဒါပေမဲ့မြေကြီးတဲ့အဆိုရက်နဲ့ရိုးပြတ်နဲ့တွေ့ပြီးတော့ဒီဆွေးမြစ်ဖြစ်စဉ်မှာဒီမိုက်ခရိုလေးတွေကရိုးပြတ်တွေကိုဆွေးမြောက်အောင်လှုပ်လိုက်ရတဲ့အတွက်ဒီ organic acid တွေထွက်လာတယ်မြေကြီးကိုပိုးချင်းစေတယ် pH တွေနှိမ့်သွားပြီးတော့မြေကြီးပိုးချင်းလေစွိုင်းပွန်းနေမြေကြီးတွေကဟာလာရိုးပြတ်တွေကယောဂါတွေပို့ပြီးတော့ထကြွတောင်းချမ်းလေပဲအသေးပြောက်များလေဒါကျွန်တော်တို့တောင်သူတွေဒီဖြစ်စဉ်ကိုနားလဲတယ်နော်အဲ့တော့ကျွန်တော်တို့ကအမတ်တမဲ့လှုပ်လိုက်တဲ့ဟာလာပဲမော်နမ်းမော်ဒီရိုးပြတ်ဒီမဆွေးဘဲနဲ့ဟာလာမြေအဆိုကြီးကိုထည့်လိုက်တဲ့ပြဿနာကနောက်ဆက်တွဲဟာလာမြေကြီးကိုချင်းစေတယ်ဟာလာမြေစီလွာပျက်စီးစေတယ်စွိုင်းပွန်းတွေကိုထကြွတောင်းချမ်းစေတယ်ပဲအသေးပြောက်ကိုများစေတယ်ဆိုတဲ့ message လေးကိုပေးချင်တာပါအဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်တင်လဲဆိုရင်လာမယ့်အဒီမှာကျွန်တော်တို့ကဒီရိုးပြတ်တွေကိုဆွေးအောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်မီးရှို့လိုက်တာမှကောင်းပါသေးတယ်နော်ဘယ်လိုပဲဟုတ်လားမြေစီလွာကိုဒီရိုးပြတ်တွေကိုမီးရှို့လို့နော်ဒီပတ်ဝန်းကျင်ညဉ့်ညမ်းတာတွေပါပဲပြောအဲ့ရိုးပြတ်တွေကိုမဆွေးဘဲနဲ့ထည့်ခြင်းဟာကျွန်တော်တို့အပင်တွေအတွက်မြေကြီးအတွက်မိုက်ခရိုတွေအတွက်နော်ဒါမြေချင်းမြေငံအတွက်စိုးကျိုးဖြစ်စေရတော့အမှန်ပါဆိုတဲ့အတွက်ကျွန်တော်တို့အကြံပေးချင်တာကတော့ဒီကောက်ရိုးဆွေးတွေဒါမှမဟုတ်လည်းပဲမော်တွေကိုတောင်းတောင်မှကျင်းတူးပြီးတော့အပုံမလုံနိုင်တောင်မှနော်ဘိုကာရှိမလုံနိုင်ရင်တောင်မှကျင်းတူးပြီးတော့ပုံထားပါပုံထားပြီးတော့ကျွန်တော်တို့ဒါ EM နေနဲ့ဖြန့်ပြီးတော့နော်ဆွေးအောင်လုပ်ပါနော်ကျွန်တော် EM နဲ့ကတော့ဆွေးလွယ်တာကိုနော်2လ3လနဲ့ဆွေးလွယ်တယ်ဟိုကမဆွေးလွယ်ဘူးဆိုတော့မနှစ်ပေါက်ထားလိုက်ပါ
ဒီဆွေးသွားလိမ့်မယ်နှစ်ပေါက်ပြီးတော့ထားလိုက်တဲ့အခါမှာဒီဟုတ်လားပဲမော်ဒီကောက်ရိုးဆွေးတွေကတရားရခိုင်တော့မဆွေးရင်တောင်မှအပူငိမ့်သွားပြီနော်ဒီနှစ်ဆိုတော့ຫນွေမိုးဆောင်ဒီနှစ်လဲလိုက်တဲ့အခါကျတော့ကျွန်တော်တို့ဒီရိုးပြတ်ဒီဆွေးသွားပြီဆိုလို့ရှိရင်အဲ့ဒီအခါကျမှကျွန်တော်လေထဲမှာချမယ်လေထဲကိုရောက်တဲ့အခါမှာဟုတ်လားတိတ်မဆွေးသေးတောင်မှလေထဲကရေသွန်းလိုက်တာနဲ့ရေဝင်လိုက်တာနဲ့ထွန်လိုက်တာနဲ့ဒါဆွေးမြဖြစ်စဉ်မှာနော်ဘာပဲပြော organic matter ရသွားလိမ့်မယ်အဲ့ချိန်မှာပေးရသည်မှာအနီတော်ဖြစ်သွားလိမ့်မယ်ကျွန်တော်ဒီလိုဖြစ်စီခြင်းပါတယ်အဲ့လိုလုပ်ခြင်းအပြင်ဘာအကျိုးကျေးဇူးရမလဲဆိုတော့ကျွန်တော် organic matter တွေများလာမယ်နော်ကျွန်တော်တို့ဒီပြင်းမနာတို့လိုရေလွှမ်းဒေသတွေမှာနှုံးတွေတင်ထားတယ်အဲ့ဒီနှုံးတွေကကျွန်တော်တို့ကမြေမုံတွေများပြီးတော့စီးကပ်ပြီးတော့ခြောက်သွားတဲ့အခါမှာမြေတွေကျက်သွားတယ်ဒီနေ့ပြဿနာအဲ့မြေကျက်ပြဿနာကိုဖြေရှင်းဖို့ဆိုရင် organic matter ထည့်မှရမှာဟောလာမယ့်ရာသီမှာကျွန်တော်တို့ကအဲ့လိုမြေကျက်တဲ့မြေတွေမှာဒီကောက်ရိုးဆွေးဟလာပဲမော်နမော်တွေများများထည့်မယ်သို့တော့ဆွေးအောင်လုပ်ပြီးမှကျွန်တော်ထည့်မယ်ဆိုလို့ရှိရင်ဒီပဲရာသီမှာဒီနှစ်ထက်အပင်လဲကောင်းမယ်เนาะဒီနှစ်လိုလည်းပဲဟောလာမူသက်စီအားသေးနဲ့ဆွဲခေါ်စရာမလိုဘူးဟော်မုန်းတွေနဲ့ဆွဲခေါ်စရာမလိုဘူးမြေပွားအားသေးနဲ့ဆွဲခေါ်စရာမလိုဘူးနဲ့ automatic လာကုန်ကြစိနည်းနည်းနဲ့ထွန်းနှုံးကောင်းနိုင်တဲ့အပင်အသီးကောင်းနိုင်တယ်လို့ကျွန်တော်ယူဆပါတယ်เนาะဒါလေးကိုမိတ်ဆွေတောင်သူများကျွန်တော်ဆွေးနွေးချက်ကနေပြီးတော့เนาะအကျိုးတစုံတရာရမယ်လို့လည်းမျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ